အခုပြပေးထားတဲ့ item နဲ့ ambulance ဆက်လေးကတော့ကျွန်တော်ဒီပွဲမှာအသုံးပြုခဲ့တဲ့ဒါဘယ်လာတဲ့ item နဲ့ ambulance ဆက်လေးတွေပါဘယ်လာဆိုတော့ hero ကဒါတစ်ဖက်က enemy တွေမှာပါတဲ့တန့်ကြံငယ်တွေပြီးတော့အမားကောင်းတွေကိုဒါလုံးဝကိုကောင်တာတဲ့နေရာမှာထုတ်တဲ့ hero တစ်ကောင်ပါဘာလို့လဲဆိုတော့ဒီဘယ်လာမှာသူ့ရဲ့ spare တွေကဒါလုံးဝကိုမိုက်တယ်ပေါ့နော်အဲ့ဒီ solution နဲ့ပဲ style ကိုဒါပယ်ဖြတ်လို့ရတယ် spare 2ဆိုလည်းပဲဒါ enemy တွေကိုဒါအနာကက်လို့မရအောင်ဒါတွန်းထုတ်လို့ရတယ်เนาะပြီးတော့သူ့ရဲ့ spare 1ဆိုလည်းပဲဒါဒီဒိုင်းမိတ်လည်းပါသလို slow effect ကလည်းပဲအယောင်မှပါတယ်เนาะဒါကတော့ beta player တွေဆိုတော့လုံးလုံးကိုတိမှာပါအဲ့တော့အခုလိုမျိုး fighter တွေအယောင်ကမှ stone နဲ့ meta မှာဒါ counter အနေနဲ့ထုတ်မယ်ဆိုလို့ရှိရင်အခုလိုမျိုးဒါ slow effect ကိုအရန်နေများတယ်ဘယ်လာလို့ဒါကင်မီလို့ဒီလိုမျိုး feel တွေကိုဒါထုတ်တင်နေပေါ့နော်အဲ့တော့မိတ်ဆွေတို့ကဒါအခုလိုမျိုး fighter တွေရန်ကုန်မှာ stone နဲ့ meta မှာဘယ်လိုမျိုး hero တွေထုတ်လဲဆိုတာကိုဒီ comment မှာရေးခဲ့ပေးလို့ရပါတယ်ကျွန်တော်အကောင့်လေးကဒါလုံးဝအခုမှအသစ်ချွတ်ချွတ်လေးမို့လို့ follow လေးလည်းလုပ်ခဲ့ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye